အားလုံးပဲမင်္ဂလာပါ AC Game ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ Mobile Legends ရဲ့နောက်ထပ် new upgrade တွေမှာ flow feature အသစ်တွေပါလာမလဲ feature အသစ်တွေကဘာတွေလဲဆိုတော့ကိုကျွန်တော်နဲ့အတူတူဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြရအောင်မွန်တွင်ရဲ့ feature အသစ်မှာဆိုရင်အမီကတ်ဆိုပြီးပါလာလိမ့်မယ်အဲ့အမီကတ်ထဲမှာhero ဒါမှမဟုတ် skin ရဲ့ကိုကြိုက်တဲ့ hero skin တခုခုရဲ့ animation ကိုထည့်ထားလို့ရတယ်ဒါကတော့ skin ကြွားခြင်းတဲ့လူတွေပေါ့နော်ကို profile လေးကိုနှိပ်လိုက်တာနဲ့ဘယ် skin ကိုပေါ်လာစေခြင်းလဲဆိုတာကိုထည့်ထားလို့ရတယ် skin ကြွားတာအပြင်ကျွန်တော်တို့တွေ emote လေးနဲ့ပါ software ပြောင်းလို့ရသေးတယ်ပေါ့နော် random လားဒါမှမဟုတ်ရှင်လဲကိုကြိုက်တဲ့ emote လေးထားပေးလို့ရတယ်အဲ့လိုမျိုး feature အသစ်ကိုကျွန်တော်တို့တွေ့ရတယ်ဘလို့လဲ brother တို့ကြိုက်လား mono ဘက်ကပေးထားတဲ့ feature အသစ်ကိုကြိုက်လားဆိုတာကို comment အောက်ကနေတဆင့်ဝင်ရေးသွားပေးလို့ရပါတယ်နောက်တစ်ခုကကျွန်တော်တို့ dynamic avatar ဆိုတဲ့ profile မှာထားလို့ရတဲ့ဘယ်လိုပြော profile animation ပုံစံမျိုးလေးပေါ့နော်ကျွန်တော်တို့ profile လေးကိုကြည့်လိုက်တာ ਨੇ animation ပုံစံလေးထွက်လာတယ်အဲ့ဒါဆိုတော်တော်လေးလှမယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့တွေ mission လုပ်တဲ့အခါပဲအသုံးပြုပြီးတော့ကျန်တဲ့ training မှာပြစ်ထားတဲ့ဘာဝယ်မုတ်ဘာဝယ်မုတ်ကကျွန်တော်တို့တွေပြင်းစရာကောင်းလို့ဆိုပြီးမစော့တာလည်းများတယ်ပေါ့နော်အဲ့လိုမျိုးပြင်းစရာကောင်းတဲ့ဘာဝယ်မုတ်ကြီးကို mono ဘက်ကနေပြုပြင်ပေးလိုက်တယ်ပြင်းစရာမကောင်းတော့ဘူးပေါ့ဗျာကျွန်တော်ကတော့ဘာဝယ်ဒါမှမဟုတ်တလန်းသွားဆိုပြီးခေါ်နေရများတော့ပါစက်အချင်းပါနေပြီဗီဇာနာဖရာမီလီယိုမော်ရဲ့တိုင်းပြည်အယောင်ကိုသုံးပေးထားတယ်သူတို့ရဲ့မျိုးရိုးဒတိုင်းမျိုးမှာချရမယ်ပုံစံမျိုးပေါ့နော်တော်တော်လေးလှတယ်အရင်ဘာဝယ်မုတ်တဲ့ပို့ပြီးတော့မိုက်သွားတဲ့ပုံစံမျိုးခံစားရတယ်ပြီးရင်တစ်ခုပါလာတာက record ချောင်းဘရိုလေးတို့အနေနဲ့ကတော့ကြိုက်ပေါ့ဗျာဟုတ်တယ်မလားချောင်းပါလာလို့ရှင်ဘာဝယ်မုတ်မကင်ကြပေါ့လာပါလိမ့်မယ်ဒီဘာဝယ် feature အသစ်ကြလို့ရှင်ချောင်းဘရိုလေးအများဆုံးတွေ့ရတော့ဘာလို့လဲဆိုတော့ဘာဝယ်မှုကြီးမှာ6နာပါလာတော့ record တချွင်ချွင်နဲ့နားရင်ညီးအောင်ပါဗျာမျက်စိနားအောင်ပါအဲ့တော့6ပါလာလို့ရှိရင်တော့တတ်တာတက်အဲ့ကောင်တတ်တာတက်ဘာလို့ record ကပါလာရင်အဲ့တော့ဒီကောင် record တောက်လျှောက်ပြတော့မှာအဲ့ကောင်ကျုံးလာကျုံး Mobile Legend ရဲ့ပထမအဆုံး spell နှစ်ခုနဲ့ hero ကျွန်တော်ပထမအဆုံးဗီဒီယိုမှာလည်းလုပ်ဖူးတယ်မကြည့်ရသေးရင်တွားကြည့်လိုက်ပါဒီကောင်ကကန်ရတာလွယ်မလို့နဲ့ခတ်တဲ့ hero မျိုးဒါပေမဲ့သူ့ရဲ့ spell နှစ်ခုဆိုပေမဲ့သူ့ရဲ့ spell ကတကယ်တမ်း၄ခုဗျတေချာသုံးကြည့်လို့ရှိရင်သိရလိမ့်မယ်အခုကျွန်တော်ဆက်ပြီးပြောပြသွားပေးမယ်သူရဲ့ scale 1 scale 2နှစ်ခုက8စက္ကန့်9စက္ကန့်ကြာတယ်ပေါ့နော်သူရဲ့ scale 1က blink scale 2က AOE ဆိုတော့ AOE damage ပေါ့ဗျာ blink ဆိုတော့じゃခုံတာပေါ့ဗျာဒါဗမာလူပြန်ရလို့ဗမာလူပြောပြတာ brother ကိုကြည့်လိုက်တော့ဒီကောင် spell နှစ်ခုတည်းနဲ့လွယ်မလို့ထင်ရတဲ့ hero မျိုးပေါ့နော်ဒီကောင်ရဲ့ blink ကကြတော့2ဆင့်ခုံတယ်ဒီလမ်းလျှောက်တဲ့ဝှီးကိုဆွဲတဲ့ဘက်ပေါ်မှာမူတည်ရယ်ပြီးရင်ဒီကောင်ရဲ့ AOE damage ကစောက်ယူရဲ့ scale 2နဲ့တွားဆင်တယ်နောက်တစ်ခုပြောချင်တာကသူရဲ့ scale form ပြောင်းတဲ့ပုံစံ hero form ပြောင်းတာမဟုတ်ဘူးเนาะ scale form ပြောင်းတာသူရဲ့ scale 1 scale 2ကူးရောင်းလည်နေပြီပဲသူရဲ့ passive ဖြစ်တဲ့အပေါ်ကအနီအောင်နှစ်ခုရှိလို့ရှိရင်အဲ့ form နှစ်ခုလုံးကိုသုံးလို့ရတယ်ဘယ်လိုသုံးလဲဆိုရင် scale 1ကနေ scale 2ကိုဖိဆွဲလိုက်လို့ရှိရင် form တစ်ခုရမယ်scale 2ကနေ scale 1ကိုပြန်ပြီးဖိဆိုရင် form တစ်ခုရမယ်ဘယ်လိုလဲဆိုရင် scale 1ကနေ scale 2ကို form ပြောင်းမယ်ဆိုလို့ရှိရင် damage ပေးမယ်scale 2ကနေ scale 1ကိုပြန်ပြီးဖိဆွဲမယ်ဆိုလို့ရှိရင် immune နဲ့ damage အပြင် blink မှာခုံထွက်လာလို့ရသေးတယ်ထွက်လာလို့ရှိရင်တော့ဒီလိုမျိုးကတော်တော်ကို train ပြီးမှကန်လို့ရမယ်ပေါ့နော်ဖင်ရပြီးတော့လေ run မှာတွားပြီးတော့ classic မှာ2ပွဲလောက်ဆော့ပြီး run မှာတော့တွားမဆော့တယ် brother တို့ရှုံးပါဒီကောင်နဲ့တော်တော်ကိုအာယုံနောက်ဆရာကောင်းတဲ့ hero မျိုးအာလီကင်းနဲ့လိုက်ဖြဲလို့ရတယ်ဒါပေမဲ့မကင်တဲ့နွားဖြစ်မှာခွေးဖြစ်မှာပေါ့နော်အဲ့လိုမျိုး hero မျိုးအဲ့ဒီကြောင့်မလို့တခြား train ပြီးမှထွက်လာလို့ရှိရင်ကစားပါမဟုတ်ဘဲနဲ့ဒီတိုင်းကြီးတော့သွားမှာကစားနေနော်ဒါ brother တို့ချေကျွေးရောလဲဘာမှမတက်နိုင်ကဲအားလုံးပဲဗီဒီယိုလေးကဒီနေ့ကတော့လောက်ပါပဲ like and subscribe လေးလည်းလုပ်ဖို့မမေ့ပါနဲ့စကားလေးလည်းတော်တော်လေးများပြီးသွားဗီဒီယိုလည်းအရင်ထက်ပိုရှည်သွားရအတွက်တောင်းပန်ပါတယ်ကျွန်တော်ဗီဒီယိုအရှိကြီးတစ်ခါမှဒီလိုကြီးမလုပ်ဘူးပါဘူးအဲ့ဒီတော့ဒီဗီဒီယိုလေးကနေနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲဖိုင်ပါနောက်ဗီဒီယိုကြီးကြမှာပြန်တွေ့ကြမယ်နော်